ဆိုင်ပိုင်ရှင်ကကြောင်တောင်မှာကွာတခါမှမကြုံဘူးသူ့ဆိုင်ကိုကြောင်ညာခြင်းလို့မဟုတ်ပဲနဲ့ငါအပြင်မှာတကယ်စားတာဟုတ်မဟုတ်ထိုင်ကြည့်ခြင်းလို့တဲ့ပတ်စံအကုန်ခံပြီးခေါ်တာတဲ့တကယ်ငါစားရင်ငါစားငါလည်းစိတ်ခေါ်ရင်တိတ်ပေါ်ထိတက်ဖြဲတဲ့ကောင်ဆိုတော့အဲ့မှာတွေ့ကြပြီပေါ့ကွာဂျပန်ခေါက်ဆွဲစားခြင်းနေရာနဲ့အတော်ပဲလေရန်စန်နာ basement ဘွားမှာဖွင့်ထားတဲ့ Ramen Monster ဂျပန်ခေါက်ဆွဲဆိုင်ဖြစ်ပါတယ်ခင်ဗျာ City မှာရှိတဲ့အလွာမှာဖွင့်ထားတာပါ こんにちは。いらっしゃいませ。ခောက်ဆွဲ15ပွဲကို15မိနစ်အတွင်းကုန်ရင်ပတ်စံတစ်ပြားမှမပေးနေနဲ့ဗျာသုံးပွဲစာပွဲကြီးအရင်ဆွဲလိုက်မယ်ကွာဒီကောင်ကကျတော့မိနစ်20အတွင်းကုန်ရင်ခောက်ဆွဲတန်ဖို့အတိုင်းပြန်ပေးရတယ်အိုးရှယ်ဗျာဒီကောင်ကလုံးဝဘုံစုအချို့စိတ်ထွက်နေရတယ်ဒီကောင်မှချင်း Monster Challenge Ramen လို့မှာမိနစ်20အတွင်းမှာအေးစိတ်ကုန်းနေရောငါတို့ခဏလေးနဲ့ကုန်းနေမနောက်ကလူကြီးလိုက်ဒါမိနစ်20အတွင်းကုန်းနေသူတွေအများကြီးပဲချက်3ထပ်သားလေးနဲ့ဒီနေ့ကောင်းသွားပြီနော်ဒါမိနစ်20အတွင်းပြီးရဆိုလို့ရှိရင်ဒီခောက်ဆွဲဖို့နဲ့ညီများတဲ့ cash voucher ကိုပြန်ပေးတာ ဟုတ်ကဲ့ဗျာတစ်လအတွင်းသုံးပေးရပါမယ်ဆိုင်ကမီနူကြိုက်တာကြီးသုံးလို့ရတယ်2200နဲ့ဒီဆိုင်မှာ2200မို့ကြိုက်တာစားအဲ့လိုဟုတ်တယ်နော်ဟုတ်တယ်ဟုတ်ကဲ့ဗျာပြောင်းတုံရဲရာမန်လေးစားကြည့်မယ်ကွာတုံရဲရာမန်လေးရောမြစ်ချင်တွေရောကြားမှုတာတွေမိုက်တယ်โอเคတုံရဲရာမန်ကိုတုံရဲအရသာနဲ့ဘုံဆုပ်နဲ့စဉ်းစားကြည့်လိုက်ပေါ့ဗျာkimchi stew စားမယ် kimchi stew ရာမယ်ဝိဒါမြင့်ချင်တာမှာလားဒီကောင်ကမြစ်ချင်ရာမယ်ဒီကောင်ကမာလာရင်စားမယ်ကွာလားမာလာစားမယ်ကဲမြစ်ချင်လေးမြည်ကြည့်မယ်ကွာမြင့်ချင်ချန်ကြည့်ရောချမ်းမအောင်ဟောက်ချမ်းမအောင်မြစ်ချင်ကကြက်ပေါင်နဲ့ကောင်းလိုက်တာကွာ kimchi ramen စားမယ်တာကြီးspicy ramen လေးနဲ့ပိတ်လိုက်မယ်ဂျပန်ခောက်ဆွဲကောင်းလေးတွေစားကြတယ်ဆိုရင်တော့ Ramen Monster ကိုလာတာနောက်သားမရသေးရဘူးဗျာ Leiden Center Basement 1မှာဖွင့်ထားတဲ့ Ramen Monster ဂျပန်ခောက်ဆွဲဆိုင်မှာတခြားဆိုင်ခွဲတွေလည်းရှိရဗျာတာမွေကြောင်မြောင်းမှာလည်းရှိရတဲ့စားကြပါဦးခင်ဗျာ